ဝါတော့ကျွန်တော်တို့လွယ်ပြောရင်ပိန်အောင်လုပ်ချင်တယ်ပိန်ဖို့အတွက်ကျွန်တော်တို့အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့900ခန့်နှုန်းချခြင်းနဲ့10%ခန့်နှုန်းချရင်ပိုကောင်းတယ်15%ခန့်နှုန်းချနိုင်အကောင်းဆုံးပဲအဲ့တော့ဘလူးပိန်အောင်လုပ်ကြမလဲလို့ပြောရင်ပထမဆုံးအဆင့်ကတော့ကျွန်တော်တို့ကအစားအသောက်နဲ့အနေထိုင်နဲ့လေ့ကျင့်ခန်းဒီအရန်အရေးကြီးပါတယ်မျိုးပြီးတော့ကျွန်တော်ပြောင်းလို့မရဘူးဒါပေမဲ့အစားအသောက်အနေထိုင်လေ့ကျင့်ခန်းကိုကျွန်တော်တို့ပြောင်းလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကပထမဆုံးကျွန်တော်တို့ပြောချင်တာကစားအသောက်ပေါ့ဆိုတော့ဘလို့အသားအသောက်တွေကိုစားရင်ပိန်မာလဲလို့ပြောရင်ကျွန်တော်တို့အနေနဲ့ကမျိုးစုံကျွန်တော်တို့ဆွေးနွေးကြည့်ကြတယ်နော်တစ်ကစားအသောက်တွေကိုပုံစံတွေအမျိုးမျိုးပြောင်းကြည့်ကြတယ်လူတစ်ယောက်ဒီကစီတက်တစ်နေ့ကို90%အကြံပြင်းစားရမယ်နော်ပရိုတင်းလို့ခေါ်တဲ့ပရိုတင်းဓာတ်ဒီ30%လောက်စားရမယ်အဆီဓာတ်က20%လောက်စားအဲ့တော့ကာဝိုက်ဒရိတ်ကိုစားရင်ဝါတယ်လို့ပြောတဲ့အကြောင်းကစီဓာတ်ကိုရှော့ကြည့်ကြတယ်တချို့ဒီကာဝိုက်ဒရိတ်ကို20%လောက်ပဲထားပြီးတော့ကောင်းတဲ့အဆီတွေပေါ့ကောင်းတဲ့အဆီထဲမှာလည်းမကောင်းတဲ့အဆီရှိရကောင်းတဲ့အဆီရှိရကောင်းတဲ့အဆီဆိုတာတို့ကျွန်တော်တို့ကထောပတ်သီးတို့တန်လွင်စီတို့အဲ့ဒါတွေကကောင်းတဲ့အဆီတော့ကောင်းတဲ့အဆီကို80%ထားတဲ့ကီတိုဒိုင်ယက်ဆိုတာအရင်နာမည်ကြီးကီတိုဒိုင်ယက်ဆိုတာကျွန်တော်တို့ကကာဝိုက်ဒရိတ်ကို20လောက်ပဲထားတယ် fat ကို80လောက်ထားတယ်အဲ့တော့အစားတောက်တဲ့ပုံစံတွေ style ကိုပြောင်းကြည့်အဲ့ဒါတွေကကီတိုဒိုင်ယက်ဆိုတာရှိတယ်မြေထဲပင်လယ်ဒေသစားတဲ့ Mediterranean diet ဆိုတာရှိတယ်ဒီလိုအစားတောက်တွေကျွန်တော်စားကြတယ်ချိုးကြလည်းအဲ့လိုမဟုတ်ကာဝိုက်ဒရိတ်ကိုရှော့စားတယ်နော်အဆီတွေကိုရှော့စားတယ် low calorie low fat diet လို့ကျွန်တော်ပြောကြတယ် high protein diet ပေါ့နော်အဲ့လိုမျိုးပြောကြတယ်တချို့ကြတော့အစားတောက်ပုံစံမပြောင်းအချိန်ကာလကိုတတ်မှတ်လိုက်တယ်အချိန်ကာလကို16နာရီတိကျွန်တော်တို့ကမစားဘူး8နာရီပဲစားမယ်ဆိုပြီးတော့ intermittent fasting ဆိုပြီးတော့လည်းလုပ်ကြမျိုးစုံလုပ်ကြတယ်အဲ့ဒီမှာကျွန်တော်တို့တွေ့ကြည့်တော့အကုန်လုံးကကြပြဿနာရေရှည်မခံတာအဲ့ဒါပြဿနာဖြစ်ကီတိုဒိုင်ယက်စားရင်လည်းကြမှာပဲဒါပေမဲ့ရေရှည်မခံဘူး intermittent fasting လုပ်ရင်လည်းကြရေရှည်မခံဘူးအဲ့တော့ရေရှည်ခံတာဘာလဲဆိုရင်ကိုယ်နေ့စဉ်စားတောက်နေတဲ့ကိုယ်အကြိုက်တွေကိုပဲပြောင်းလဲပြီးတော့တတ်နိုင်သလောက်နော်ကစီဓာတ်လို့ခေါ်တဲ့ကာဘိုဟိုက်ဒရိတ်ကိုရှော့မယ်အဆီဓာတ်လို့ခေါ်တဲ့ fat ကိုရှော့တဲ့နည်းကအကောင်းဆုံးနည်းဆိုတာသူတို့ကသွားတွေ့ low calorie low fat diet is the best เนาะအကောင်းဆုံးပဲရေရှည်လဲခံတယ်တကယ်လဲကြတယ်ဆိုတာကျွန်တော်တို့သွားတွေ့ကြတယ်ဒါကြောင့်ကျွန်တော်တို့က calorie လို့ခေါ်တဲ့ carbohydrate အဝင်နဲ့အထွက်ကိုကျွန်တော်တို့ကမျှအောင်လုပ်ရမယ်ဖြစ်နိုင်ရင်ကျွန်တော်တို့တစ်နေ့ကို900ပေါ့နော် calorie 900 short စားပါအဲ့ဒါအကောင်းဆုံးနည်းပဲလို့ကျွန်တော်တို့သတ်မှတ်လိုက်ကြတယ်အကြောင်း low calorie deficit လို့ခေါ်တဲ့အဝင်နဲ့အထွက်နဲ့မှာကျွန်တော်တို့ကတတ်နိုင်တော့900 short စားတဲ့နည်းကအကောင်းဆုံးနည်းလို့ကျွန်တော်တို့သတ်မှတ်လိုက်ကြပါတယ်အဲ့တော့ကျွန်တော်တို့ကဘာလို့လဲဆိုတော့ကျွန်တော်က calorie value ဆိုတာလိုလာတယ်เนาะစားတောက်တီနဲ့မှာ calorie ဘယ်လောက်ပါလဲဆိုတာသိဖို့လိုအပ်ပါတယ်အဲ့ဒါနောက်သိမကြရင်နောက်9လလောက်မှာကျွန်တော်တို့ဝင်းကြီးဌာနကနေပြီးတော့စားတောက်တီမှာဘယ်လောက် calorie ရှိတယ်ဘယ်လောက် fat တွေရှိတယ်ဆိုတာစာအုပ်ထုတ်ပါလိမ့်မယ်အဲ့ဒီအချိန်မှာကျွန်တော်သိလာပါလိမ့်ဆိုတော့လူတယောက်ဒီအကြမ်းပြင်းပေါ့နော်ကျွန်တော်တို့ကဒီအလုတ်ကျမ်းမလုပ်နေတဲ့လူပေါ့နော်တာမန်လူတယောက်အမျိုးသားတယောက်ဆိုရင်1500လောက်တဲ့နဲ့1800ကျောက်လောက်ပဲစားသင့်ပါတယ်မျိုးသမီးဆို1200လောက်ပဲစားသင့်ပါတယ်တနေ့ကုန်လုံးမှာအဲ့ဒါပုံမှန်စားတာအဲ့ဒါတွေ900ခိုင်နှုန်းရှော့လိုက်ရင်900ရှော့လိုက်လို့ရှိရင်သူကပိန်ဖို့လမ်းများလာအဲ့တော့ကျွန်တော်တို့ကဘာသိဖို့လိုလဲဆိုတော့ကိုတနေ့ကုန်စားနေတာ1200လား1500လားဆိုတာဘယ်လိုလုပ်သိမှာလဲပေါ့အဲ့အတွက်ကျွန်တော်တို့ကဘာကြီးလိုလားဆိုတော့ food value ဆိုတာကျွန်တော်လိုလားဥပမာကျွန်တော်တခုပြောပြသေးကျွန်တော်မနေ့စာစားတယ်ပေါ့နော်မွေးငါပကံပေါ့နော်တရုတ်ပကံလုံးနဲ့မွေးငါဟိုမပြည့်တပြည့်ပေါ့နော်3ပုံ2ပုံလောက်ထည့်ပြီးတော့စားရင်ဘယ်လောက်ရမလဲပေါ့ကျွန်တော်တွက်ကြည့်တဲ့အခါမှာအလွတ်စားရင်200လောက်ရှိပဲကြော်ထည့်လိုက်250လောက်ရှိအိုးပဲဥတို့ငဖယ်ဦးထည့်လိုက်ရင်350လောက်ရှိအဲ့ဒါဆိုရင်မွေးငါတစ်ပွဲစားရင်350ပါသွားပြီနေ့လယ်မှာထမင်းတစ်ပကံစားပြီးတော့ဟင်းနေနဲ့စားရင်900လောက်ပါသွားတယ်အဲ့တော့မနေ့တစ်ခါညတစ်ခါစားရင်1400ဖြစ်နေမနေ့စား300ဆိုရင်ကျွန်တော်တို့စားတင်တာတဲ့1900တော့ဖြစ်နေတော့ကျွန်တော်တို့စားတင်တဲ့1500တောင်ကျော်နေပြီအဲ့တော့ကျွန်တော်တို့ကဒီချက်တွေကကျွန်တော်တို့ကဗာလဲရွေးစားဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ကတီးအပ်ဖို့အတွက်လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့ကတွက်ကြည့်လိုက်တဲ့အခါမှာကျွန်တော်ရခိုင်မုတ်ဒီစားကြည့်ရခိုင်မုတ်ဒီကိုအကျော်မပါပဲစားရင်80ပဲရှိအဲ့ဒါဆိုရင်ကျွန်တော်တို့ကမနေ့ကိုကျွန်တော်တို့က
မွေငါမစားရခိုင်မုတ်ဒီစားရင်ကျွန်တော်ကယ်လိုရီအများကြီးရှော့နိုင်တယ်ဒါအဲ့တော့အာလူးကြော်ကျွန်တော်ပြောပြအာလူးကိုပြုတ်စားမလားအာလူးကိုကျွန်တော်တို့ကကြော်စားမလားအာလူးကြော်စားလိုက်ရင်ကယ်လိုရီက300လောက်ရှိအာလူးပြုတ်စားလို့ရှိရင်ကယ်လိုရီက80လောက်ပဲရှိအဲ့ဒါဆိုရင်အာလူးတော့အာလူးပဲတစ်လုံးပဲကြော်စားလိုက်ရင်300ရှိတယ်ပြုတ်စားလိုက်ရင်80ပဲရှိအဲ့ဒါဆိုဒီနည်းတွေကိုသိမှကျွန်တော်တို့ကကယ်လိုရီကိုရှော့စားလို့ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကပြည်သူလူထုကိုကျွန်တော်ကဘာကိုပြောရမလဲဆိုရင်ဒီအစားတောက်တွေမှာကယ်လိုရီဘလောက်ပါနေလဲဒါတွေကြောင့်သတိထားပြီးစားရပါလိမ့်မယ်ဒီစားတောက်တွေကတော့ပိုစားသင့်ပါတယ်ဆိုတာကိုကျွန်တော်တို့ကတင်ပြမှာဖြစ်ပါတယ်ဆိုတော့အကြမ်းမြင့်တော့ကျွန်တော်တို့ကအရွက်တွေအသီးတွေများများစားရင်ကယ်လိုရီနည်းတယ်ကယ်လိုရီအနည်းဆုံးကျွန်တော်ကြည့်လိုက်ရင်အရွက်တွေအသီးတွေပေါ့အဲ့တော့ပိန်ခြင်းအရွက်တွေအသီးတွေများများစားရမယ်ထမင်းလျှော့စားရမယ်အစီလျှော့စားရမယ်ဒါကြောင့်မလို့အာဟာရရခြင်းပရိုတင်းကိုများများစားရမယ်ကောင်းသောအစီကိုနည်းနည်းစားရမယ်မကောင်းတဲ့အစီကိုလျှော့စားဖို့အတွက်ကျွန်တော်တို့ကအကြံပေးခြင်းပါအဲ့တော့ခုနကကျွန်တော်ပြောသလိုပေါ့အကောင်းဆုံးနည်းသည် low calorie low fat ကအကောင်းဆုံးဖြစ်ပါတယ် keto diet ကြပါတယ် intermittent fasting ကြပါတယ်ခုနပြောတဲ့ကျွန်တော်တို့က Mediterranean diet တွေကြပါတယ်အဲ့ဒါရေရှည်မခံပါဘူးကြောင့်ရေရှည်ခံတဲ့နည်းကိုကျင့်သုံးဖို့အတွက်လိုအပ်ပါတယ် exercise လို့ခေါ်တဲ့ကျွန်တော်တို့ကျန်းမာရေးလေ့ကျင့်ခန်းမှာတော့ဒီနေ့ကိုเนาะကျန်းမာခြင်းတော့မိနစ်30ပိန်ခြင်းတော့မိနစ်60ဒီနေ့ကိုတစ်နာရီတစ်ပတ်ကို6ရက်ကျွန်တော်သွားမှာဖြစ်ပါတယ်တစ်ပတ်မှာ2ရက်လောက် weight training လုပ်ရင်ကျွန်တော်တို့ပိန်ပါတယ်ဒီနည်းဒီအကောင်းဆုံးနည်းပါကျွန်တော်တို့ကတော့တစ်ကကျွန်တော်တို့ကလမ်းလျှောက်တယ်เนาะခက်တွတ်လျှောက်မယ်ကျွန်တော်တို့ကတစ်နေ့ကိုခြေလမ်း900လောက်အနည်းဆုံးလျှောက်မယ်ပိန်ခြင်းတော့ခြေလမ်း8000အော်9000အဲ့လောက်သွားမှရမယ်လေ့ကျင့်ခန်းကိုတစ်နေ့ကိုတစ်နာရီလောက်လုပ်မှရမယ် weight လေ့ကျင့်ခန်းကိုထည့်ပေးဖို့အတွက်လိုအပ်ပါတယ် weight เนาะကျွန်တော်မာခြင်းကလည်းကျွန်တော်ပိန်ခြင်းကိုအားပေးပါတယ်တစ်ပတ်ကို2ရက်လောက်ကျွန်တော်တို့ကတင့်တော်တဲ့လေးကိုမတာအကောင်းဆုံးနည်းပါ